Premier League ဇညွန်းထဲမှာလူချမ်းမင်းသားဖြစ်ခဲ့ရတဲ့ Liverpool ဒီကိုအားလုံးပဲမင်္ဂလာပါ Liverpool show မြန်မာနေပြီးကြိုဆိုလိုက်ပါတယ်အစားတော့ Liverpool Man City ပွဲကို post match review လုပ်မလို့ပဲဒါပေမဲ့ဒီပွဲမှာအဓိကထားပြီးပြောချင်တဲ့အချက်လေးခုဖြစ်စဉ်လေးခုရှိတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်ကအဲ့ဒီဖြစ်စဉ်လေးခုကိုအခြေတည်ပြီးတော့ညီကိုနဲ့ဆွေးနွေးသွားမယ်ပြီးရင်နောက်ဆုံးပိတ်နေတဲ့ Dominic Szoboszlai ရဲ့Thunderbolt free kick ကျွန်တော်တို့ဒီ Mojo free kick အကြောင်းလေးပါပြသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဒီဆာလာအပေါ်ဖောင်းလုပ်ခဲ့တဲ့ဒီ Bernardo Silva ရဲ့ဖောင်းအကြောင်းနဲ့ပတ်သက်ပြီးနည်းနည်းဆွေးနွေးမယ် Dominic Szoboszlai set piece ကနေလှမ်းတင်ပေးလိုက်တယ်ဘာဂျီဗန်တိုင်းကောင်းတိုက်ချပေးတာကိုဆာလာဒီဘက်ခြမ်းမှာလွတ်နေပြီဒါပေမဲ့ဆာလာရဲ့နေရာမှာ Bernardo Silva ရှိတယ် Bernardo Silva ဒီဆာလာဘောလုံးစီကိုမရောက်မီတစ်ချက်ဆွဲလိုက်တယ်ဆွဲပြီးတော့ဒီဘောလုံးစီရောက်ခံနီးဆွဲလိုက်တဲ့အချိန်ကြောင့်လဲကျကန်နီးအဲ့အချိန်မှာ Bernardo Silva ဒီပြန်လွှတ်လိုက်တယ်အဲ့တော့ဆာလာလဲကျသွားတယ်အဲ့ဖြစ်စဉ်ကိုဒိုင်လူကြီးဒီပနတီမပေးခဲ့ဘူးဒါဒီဆာလာအတွက်ကိုအရင်ကောင်းတဲ့ဂိုးသွင်းအခွင့်အရေးတစ်ခုရလူနီးပါဖြစ်ခဲ့တယ်ဒါပေမဲ့Bernardo Silva ရဲ့လှမ်းဆွဲတဲ့ဖြစ်ရက်ကိုဒိုင်လူကြီးဒီပနတီမပေးခဲ့ပါဘူးဒါဖြစ်စဉ်နံပါတ်1ပါဖြစ်စဉ်နံပါတ်2ပိုဆိုးသေးတယ်ဗျကျွန်တော်တို့မက်ကင်ကြီးဆာလာပေါ်လုပ်တဲ့ form ပေါ့နော်ဒါကတော့တော်တော်လေးဒီဖြစ်စဉ်နံပါတ်1ထက်ကိုကျွန်တော်တို့ဖြစ်သွားတဲ့ Bernardo Silva နဲ့ဆာလာ form ထက်ကိုပို့ပြီးဒီနံပါတ်2ကပိုပြင်းထန်တယ်ဗျပို့ပြီးတော့တိတာတယ် Dominic Szoboszlai ကလှမ်းပြီးတော့ကျွန်တော်တို့ pass အရှိ pass လှမ်းပေးလိုက်တယ်အဲ့အချိန်မှာကျွန်တော်တို့ဆာလာလွတ်ထွက်သွားတယ်ဆာလာရဲ့ left defender အနေနဲ့မက်ကင်ကြီးရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဂိုးသမားကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဂိုးသမားဒေရိုရာမာဒီလုံးဝ position နေရာအတီးတကျမဟုတ်ပဲနေရာယူလို့တေချာမရသေးတဲ့အနေအထားတစ်ခုဖြစ်နေပြီဆာလာကလွတ်ထွက်သွားပြီအဲ့တော့မက်ကင်ကြီးဒီရွေချက်ရှိဆာလာကိုလှမ်းပြီးဖောင်းခဲ့တယ်လှမ်းပြီးဆွဲခဲ့တယ်ဆာလာဒီလုံးသာလွတ်ထွက်သွားလို့ရှိရင်ဒါဂိုးပို့ percentage တော်တော်လေးများတယ်လို့ပြောလို့ရမယ်ဘာဖြစ်လို့လဲဆိုတော့ဆာလာရဲ့ PR အချိန်နဲ့ဒေရိုရာမာရဲ့နေရာအတီးတကျမဖြစ်မှုကိုပေါင်းဆက်ပြီးတော့ကျွန်တော်တို့အဲ့လိုယူဆလို့ရတယ်ဒါပေမဲ့မက်ကင်ကြီးဒီရွေချက်ရှိဆာလာကိုလှမ်းဆွဲခဲ့တယ်လှမ်းဆွဲတာလဲ penalty C မရောက်တယောက်နားလေးပေါ့နော်ဒီဆက်အဆက်နားလေးမှာလှမ်းဆွဲလိုက်တယ်ဖောင်းသွားတယ်တကယ်ကိုတော့ဂိုးဖြစ်ကမဲ့အခွင့်အရေးတားဆီးတဲ့ foul မျိုးပြီးလို့ရှိရင်ကျွန်တော်တို့less defender foul မျိုးဗျာအဲ့လို foul ဖြစ်ခဲ့တယ်ပေါ့နော်မက်ကင်လှမ်းဆွဲလိုက်တဲ့အချိန်မှာလဲကျွန်တော်တို့ဒီမက်ကင်ရဲ့ဒီ foul လုပ်တဲ့ body movement တွေသူ့ရဲ့ foul လုပ်ပြီးတော့ဖြစ်သွားတဲ့ facial expression တွေမျက်နှာအနေထားတွေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်မက်ကင်ရေးဒီရင်းလိုက်တဲ့သဘောပေါ့။ဘာရဲ့ဆုံးဖြတ်ချက်ပေါ်ပဲမူတည်တယ်။အနီကတော့ပို့ပြီးဖြစ်နိုင်ခြင်းများတယ်။ဒါပေမဲ့အနီကရလည်းငါရင်းတယ်ကွာဆိုပြီးတော့ရင်းလိုက်တဲ့ပုံစံမျိုးကျွန်တော်တို့ခံစားရတယ်။သူကလည်းပူးစီကိုမပေးရဘူးဆိုပြီးမက်ကင်ရင်းလိုက်တဲ့သူ့ရဲ့ emotion သူ့ရဲ့ feeling သူ့ရဲ့မျက်နှာမူရအနေထားကိုကျွန်တော်တို့တွေ့ရတယ်ဗျ။အဲ့ဒီအခွင့်အရေးကိုလည်းဒိုင်လိုကြီးစီလုံးဝဟိုကက်ပဲပြပြီးတော့ပြီးဆုံးသွားခဲ့တယ်တကယ်ကိုကျွန်တော်တို့အနီကဘလို့ပဲကြည့်ဘယ် angle ကပဲကြည့်ဘလို့အနေထား shoot out ကပဲကြည့်ပွဲတန်ဖို့အနေထားပဲကြည့်ဗျာဒီကျွန်တော်ဖြစ်စဉ်နှစ်နံပါတ်2ဒီဂီဆာလာလုပ်တဲ့ foul ဒီအနီကဖြစ်ကိုဖြစ်တဲ့အနီက percentage အရင်များတဲ့ foul မျိုးဖြစ်ခဲ့တယ်ဒါပေမဲ့ဒိုင်လိုကြီးဒီလစ်လို့ရှိခဲ့တယ်ဟိုကပဲပေးခဲ့တယ် okay အဲ့တော့ကျွန်တော်တို့ဖြစ်ရတဲ့ဖြစ်ရနှစ်ဒီဒိုင်လိုကြီးဟာဒီလိုမျိုးအနေထားနဲ့ဆုံးဖြတ်ချခဲ့တယ်သူကတကယ်စာအုပ်ကြီးအတိုင်း rules book ကိုအတိုင်းလိုက်မလုပ်တဲ့ဖြစ်စဉ်မျိုးနှစ်ခုဖြစ်ခဲ့ Liverpool ရတဲ့အချိန်မှာเนาะ okay ကျွန်တော်နံပါတ်3ပြောရအောင်နံပါတ်3အချက်ဒီMan City အနိုင်ကိုရသွားတဲ့ penalty ကိုနည်းနည်းပြောရအောင်ကျွန်တော်တို့ plus ဘောလုံးထုတ်လိုက်တယ်ဘောလုံးများသွားတယ်ကျွန်တော်တို့ဘောလုံးကဂိုးစီကိုကြော်သလောက်ပဲကြော်ဖို့နှီးပါဖြစ်လာပြီးဂိုးဖို့အခွင့်အရေးလဲဂိုးနိုင်ဖို့အန်တရယ်လည်းမရှိဘူးဒါပေမဲ့ Alisson ဒီပြေးတက်လာခဲ့တယ် Alisson အချိန်လေးများသွားတယ်ဘောလုံးကိုမထိသွားဘူးဘောလုံးဒီဂိုးစီကြော်သွားတယ် Alisson မလာလဲဒီဘောလုံးကအချိန်အများများတော့ဂိုးစီကြော်မှာပဲဂိုးနိုင်ဖို့အချိန်တွေကတော်တော်လေးခဲရင်းတယ်ဒါပေမဲ့ Alisson ပြေးတက်သွားတယ်နည်းနည်းလေး Nunes နဲ့တိုက်မိမလို့ဖြစ်သွားတယ်ဒါပေမဲ့လုံးဝကြီး serious foul သဘောမျိုးမဟုတ်ပဲねဒီ Alisson အချိန်လေးနည်းနည်းပြန်ရုပ်လိုက်တယ်လူတော်အရန်ကြီးထိသွားတဲ့ဟာမျိုးမဟုတ်ဘူး Nunes လဲကျသွားတယ်
အဲ့တော့ဒန်လူကြီးဒီ penalty ပေးခဲ့တယ်အဲ့တော့ကျွန်တော်တို့ဒီတကိုးဖြစ်နိုင်ခြေအရာကြည့်မယ်ဆိုလို့ရှိရင်တော့ဒီ penalty ပေးရသည့်အခွင့်အရေးဒီကျွန်တော်တို့တကိုးဖြစ်ဖို့လုံလောက်တဲ့အန်တရရှိမနေဘူးဒါပေမဲ့အလေးစင်တက်တယ်ဘောလုံးမထိဘူးနူနက်စ်လဲကျသွားတယ်ဒန်လူကြီးဒီဒီလိုနံပါတ်3ဆုံးဖြတ်ချက်ကိုကြတော့ကျွန်တော်တို့ဒီစာအုပ်ကြီးအတိုင်း rules book အတိုင်းဆုံးဖြတ်ပြီးတော့ penalty ပေးခဲ့တယ်အဲ့တော့ဒါနံပါတ်3ချက်တော့ကျွန်တော်တို့ Liverpool ရခဲ့တဲ့နံပါတ်1နဲ့နံပါတ်2ဆုံးဖြတ်ချက်ကိုကြတော့ကျွန်တော်တို့ဒန်လိုချက်ဆုံးဖြတ်ချက်ကဒီ rule book တိုင်းမသွားဘူးဒီနံပါတ်3 Man City ကျွန်တော်တို့အနိုင်ကိုရသွားတဲ့ penalty ကြတော့ဆုံးဖြတ်ချက်ကပြောင်းသွားတယ်နံပါတ်4ချက်ဒီလဲနံပါတ်4ချက်ကျွန်တော်တို့နောက်ဆုံးပွဲပြီးကနေဖြစ်သွားတဲ့ Dominic Szoboszlai ဆွဲလိုက်တဲ့ဟာပေါ့နော်အဲ့ဒါဒီကျွန်တော် Alisson တက်လာတယ်ဂိုးသမားနောက်မှမရှိတော့ဘူးအဲ့တော့ Chucky ကန်လိုက်တယ်ကန်လိုက်တော့ကျွန်တော်တို့ဒီ Dominic Szoboszlai နဲ့ Erling Haaland အပြိုင်ပြေးတယ်ဒါပေမဲ့ Erling Haaland ဒီ Dominic Szoboszlai အတက်စလင်းတကွင်းလုံးပတ်ဆော့ပြီးတော့ဗျာတကယ်ကိုအိုင်းအပြင်းနဲ့ဆော့ပေးတဲ့သူဆိုတော့ Dominic Szoboszlai လည်းဒီကျွန်တော် stamina ကျနေပြီအဲ့ဒီမှာ Haaland ဒီ acceleration ထုတ်ပြီးပြေးတော့အဲ့လိုပြေးပေါက်မျိုးဒီတကယ်မြန်ပါတယ်ဆိုတဲ့ defender တွေbody ကြီးပါတယ်ဆိုတဲ့ defender speed မြန်ပါတယ်ဆိုတဲ့ defender တွေတောင်လက်ရခတ်တဲ့ပြေးပေါက်မျိုးအဲ့လိုပြေးတော့ Dominic Szoboszlai မမှီပေမဲ့ဆွဲလိုက်တယ်အင်ကြီးလေးဆွဲလိုက်တယ်ဆွဲမလို့ဖြစ်သွားတယ်မမှီတော့ဆွဲလိုက်တယ်ဆွဲပြီးတော့ Dominic Szoboszlai ပြန်ကြောသွားတယ် penalty area တွေရောက်သွားတယ် Haaland ပြန်ဆွဲတယ်ပြန်ဆွဲပြီးတော့ဂိုးက2ယောက်လုံးမထိပဲနဲ့ဂိုးဝင်သွားခဲ့တယ်ပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီနံပါတ်4ဆုံးဖြတ်ချက်ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒါကတော့အဲ့အချိန်မှာဂိုးဝင်သွားပြီးတော့ Dominic Szoboszlai ပြန်ပြီး complain တိုင်းလိုကြီးကို complain တက်တယ်ပေါ့နော်ကျွန်တော်တို့ပထမနံပါတ်1နဲ့နံပါတ်2ဆုံးဖြတ်ထားတဲ့ကျွန်တော်ဖြစ်ထားတဲ့ဆုံးဖြတ်ချက်အတိုင်းဆုံးဖြတ်မယ်ဆိုလို့ရှိရင်နံပါတ်4ဆုံးဖြတ်ချက်ဒီလေကျွန်တော်တို့ဒီတိုင်းဂိုးပေးလိုက်လို့ရတဲ့ဂိုးမျိုးဖြစ်တယ်အနီးကပ်ပြကြမလို့အဲ့လိုဖြစ်တယ်ပေါ့နော်ဒါပေမဲ့နံပါတ်4မှာတော့ Dominic Szoboszlai နည်းနည်းလေးပြန်ပြီးတော့ဂိုးဝင်သွားတဲ့ဟာကို complain ပြန်သွားတက်တယ်ပေါ့နော်ပြန်သွားတော့ technology ပြန်ကြည့်ပြီးတော့တကယ် rules style လုပ်လိုက်တယ်ဂိုးကိုပဲဖြတ်တယ် Man City ကို free kick ပေးတယ်ပေါ့နော်အဲ့လိုမျိုးလုပ်လိုက်တယ်အဲ့လိုဆိုတော့နည်းနည်းလေး balance မဖြစ်မှုဆုံးဖြတ်ချက် balance မဖြစ်မှုမမျှတမှုတွေကိုကျွန်တော်တို့တွေ့ရတယ်ပြောချင်တာကကျွန်တော်တို့ Liverpool ရခဲ့တဲ့ Bernardo Silva ရဲ့ form Maguire ရဲ့ form ဒီပထမလုံး penalty မပေးဘူးဒုတိယလုံးအနီးကပ်မပြဘူးဒီလိုမျိုးဆုံးဖြတ်ချက်တိုင်းဒီလိုမျိုး result တိုင်းသွားမယ်ဆိုလို့ရှိရင်ဒီအနောက်နှစ်ခုကျွန်တော်ဆုံးဖြတ်ချက်3နဲ့4Man City penalty ရသွားတဲ့အလုံးနဲ့ Dominic Szoboszlai အနီးကပ်ထိတဲ့အလုံးဒီလဲကျွန်တော်ပြောချင်တာpenalty မပေးလို့လည်းရသလိုအနီးကပ်မပြဘဲနဲ့ဂိုးပဲခွင့်ပြုပေးလိုက်လို့ရတဲ့အခြေအနေဖြစ်တယ်ပေါ့နော်အဲ့လိုဆိုတော့တကယ်ကိုကျွန်တော်တို့ drama တွေအပြည့်နဲ့ပြီးဆုံးသွားတဲ့ပွဲလုံးဝဒိုင်းရဲ့ဆုံးဖြတ်ချက်တွေကလည်းမေးခွန်းထုတ်စရာတွေဖြစ်ခဲ့တယ်အဲ့တော့ Premier League ကဇက်ညွှန်းကြီးထားပြီးတော့ဒိုင်းကဇက်ညွှန်းအတိုင်းကိုလိုက်ပြီးတော့ဆုံးဖြတ်ချက်တွေကိုလိုက်ဆုံးဖြတ်နေတယ်ဆိုတော့ပွဲမျိုးအဲ့လိုဆိုတော့ဗျာတကယ်အတင်းကြီးနဲ့တွေ့ရတကယ်ရတာအပြည့်အဝပေးစွမ်းတဲ့ပွဲကနေပြီးတော့ဒီလိုမျိုးဆုံးဖြတ်ချက်တွေကြောင့်ရတာပြည့်တဲ့အထိဖြစ်သွားခဲ့တဲ့ပွဲပေါ့နော်ကျွန်တော်ပြောချင်တာဒိုင်းဆုံးဖြတ်ချက်ကြောင့် Man City မကောင်းပဲ Liverpool ကောင်းတဲ့ဟာကိုဒိုင်းဆုံးဖြတ်ချက်ကြောင့် Liverpool ဒီရှုံးသွားတယ်ဆိုပြီးပြောချင်တာမဟုတ်ဘူး Man City ဒီလည်းကောင်းခဲ့တယ်အထိုက်လျောက်ကောင်းခဲ့တယ်တကယ်ခြေပကိုဆိုရင်လည်းကျွန်တော်တို့ Haaland ကောင်းတိုက်ချပြီး Bernardo Silva လှစ်ကနေပြေးထွက်သွားတယ်လုံး1-1တွေ့ပိတ်တယ်အရန်ကောင်းတယ်ခြေပကူလည်းအရန်ကောင်းတယ်ဒီပထမပိုင်းဒီ Man City ရဲ့အပိုင်းဖြစ်ခဲ့ပြီးတော့ဒုတိယပိုင်းဒီ Liverpool ရဲ့အပိုင်းဖြစ်ခဲ့တယ်ဒါပေမဲ့ဒီပွဲအလှည့်ပြောင်းဖြစ်သွားတဲ့အဖြေဒီပွဲအလှည့်ပြောင်းဖြစ်သွားတဲ့ result တွေကိုကြတော့ဒိုင်လိုကြီးရဲ့ဆုံးဖြတ်ချက်တွေအပေါ်တကယ် key moment တွေပေါ်မူတည်ပြီးတော့ဖြစ်သွားခဲ့လို့ကျွန်တော်ပြောချင်ပါတယ်အဲ့တော့တကယ်ကို Premier League ရဲ့ဇညွှန်းကြောင့်ပွဲကောင်းတဲ့ပွဲရတပြတ်သွားတယ်လို့ပဲကျွန်တော်ပြောချင်ပါတယ်ပြီးရင် Dominic Szoboszlai ရဲ့ Thunderbolt free kick ပေါ့နော်တော်တော်လေးလှတဲ့ free kick ကျွန်တော် Mojo free kick လို့လည်းကျွန်တော်ခေါ်လေးရှိတယ်တကယ်ကိုဒီလိုဂိုးမျိုးဒီဒီလောက်ကောင်းတဲ့ quality ရှိတဲ့ဂိုးမျိုးဒီတကယ်အနိုင်ဂိုးဖြစ်တဲ့နော်ကျွန်တော်ပြောချင်တာဒီ Man City အမှတ်လို့ Liverpool အမှတ်လို့ Man City မို့လို့
အဲ့လိုသဘောမျိုးမဟုတ်ဘဲနဲ့ဂိုးရဲ့ quality တစ်ခုတည်းကိုပဲကြည့်ပြီးပြောမယ်ဆိုလို့ရှိရင်ဒီလိုဂိုးစီအနိုင်ဂိုးဖြစ်တဲ့ကိုတော်တော်လေးလှပြီးတော်တော်လေး quality ကောင်းတဲ့ကိုကျွန်တော်တို့ဒုတိယပိုင်းမှာ35ခိုက်ကိုကနေ free kick ရတယ်ဗျာ free kick ရတဲ့ဟာကို Dominic Szoboszlai ကန်လာကျွန်တော်တို့ဒရမာနေရာယူထားတယ် Man City Walker ရတယ်နည်းနည်းလေးအားနည်းရလဲပါတော့ဒါပေမဲ့လည်း Walker ဟာအားနည်းပေမဲ့လည်းဒီလိုမျိုးကန်တဲ့ Thunderbolt free kick Mojo free kick အနေနဲ့ဆိုလို့ရှိရင်တော့တော့ဒီ wall တစ်ခုလေးကိုလည်းပြောလို့မရဘူးဗျတော့ကန်လိုက်တယ်ကျွန်တော်တို့ကိုဘောလုံးကဒိတ်ယူသွားတယ်တော့တဝက်လောက်မှ white သွားတယ်ကိုသမားရဲ့ဒေါ်နရမိုင်းညာဘက်တော့မိုးချိုးပစ်ထည့်လိုက်သလိုမျိုးကန်လိုက်တဲ့ကိုဗျတော်တော်လေးအားပါတယ်တော်တော်လေး speed မြန်တယ်အန်ဂယ်ယူတဲ့ဟာအရန်ကောင်းတယ်တကယ်ကိုတည်သက်လှပပြီးတော့ကပကျွန်တော်ကောင်းပါတယ်ဆိုတဲ့ဒေါ်နရမိုင်းဘာမှမလှုပ်နိုင်တော့တဲ့အထိဖြစ်သွားတဲ့ကိုမြန်ဆန်တဲ့အရန်အချိန်ပါပြီးတော့တော်တော်လှတဲ့ကိုဖြစ်ခဲ့တယ်အဲ့တော့ Thunderbolt free kick ကောင်းကောင်းလေးတစ်ခု Thunderbolt free kick ကောင်းတစ်ခုဖြစ်ဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ speed အရေးကြီးတယ်ပြီးရင် power kicking power ကျွန်တော်တို့အရေးကြီးတယ်ပြီးရင် human angle အရေးကြီးတယ်ပေါ့နော်အဲ့တော့ Thunderbolt free kick ကကျွန်တော် way လေးပိုကောင်းလေပဲ distance ရှိလေပိုကောင်းလေပဲဗျာအဲ့တော့ Dominic Szoboszlai လို့ဒီ power အရန်ထုတ်နိုင်တဲ့free kick တိတ်ကပေါ့ free kick တိတ်ကအနေနဲ့ကျတော့တကယ်လေးကိုလှပတဲ့ကိုတကူကျွန်တော်တို့သွင်းနိုင်ခဲ့တယ်တကယ် Liverpool ကန်ဝင်ဖြစ်တဲ့ Steven Gerrard ပြီးရင်ကျွန်တော်တို့ Roberto Carlos တကယ်ကန်ဝင်နေသွင်းခဲ့တဲ့ဂိုးမျိုးပြန်ပြီးတော့အမှတ်ရစေတဲ့ဂိုးတကူဖြစ်ခဲ့တယ်လုံးဝမျိုးလုံးတွေကမထွက်ခဲ့ဘူးအဲ့ဂိုးတော်တော်လေးလှတယ် Premier League အကောင်းဆုံးဂိုးစကားတွေထဲမှာလည်းပါမှာဖြစ်လို့ဒီ Puskas award တွေထဲမှာလည်းပါသွားမလားဆိုတာမပြောနိုင်ဘူးဆုံးနေသွားတဲ့ဆုံးဖြတ်ချက်အလွဲအမှားတွေရောဆုံးနေသွားတဲ့ပွဲမျိုးမှာဝင်သွားတဲ့ free kick တစ်ခုအနေနဲ့နှမျောတတ်တဲ့အကြောင်းလေးပြောချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်ညီကိုတော့ဘယ်လိုမြင်ကြလဲဒါရဲ့ဆုံးဖြတ်ချက်တွေရော Premier League ရဲ့ဇညွန်ရော Dominic Szoboszlai ရဲ့ free kick ကိုရောဘယ်လိုမြင်ကြလဲအားလုံး comment ထဲမှာဝင်အောင်ဆွေးနွေးသွားကြပါဦးအားလုံးကျေးဇူးတင်ပါတယ်